တက်ကြီးပဲဟိုခေါင်းလျှော်ပြီးလက်သက်ညက်ပေးတာဒီနေရာလားကွ ဟုတ်တယ်ဘဘထိုင်လာအချက် ထိုင်မပြပြထိုင်ဘဘဘာတရောကမိုးလေးတော့ယူလာအောင်မယ်နော်လိုက်အမေအမေကောင်းပါပြီကုန်ပြီတော့တရောကမိုးနဲ့ဘယ်လိုလုပ်မလဲတော့ပြန်ဝယ်ပြေးဝယ်လိုက်တော့ဒီချိန်ရတော့မှာတော့ဒီဟာခေါင်းချော်ရည်တော့ဝယ်လိုက်တော့ခေါင်းချော်ရည်ဟဲ့ခေါင်းလျှော်ရဟုတ်တယ်နော်ဟုတ်တယ်ရှမ်ပူလို့တော့ရေးထားဟဲ့ brown နဲ့ black တဲ့အဲ့လိုရေးထားနော်အေးဟုတ်တယ်အေးလျှော်ပေးလိုက်ဟဲ့တယောက်ကင်မွန်းနဲ့လျှော်ကြမှာမဟုတ်ဘူးလား မောက်ကြသားလို့ဘဘယူရှိတော့တစ်စိမ့်နဲ့လျှော်မှာဘဘအဲ့တစ်စိမ့်ကောင်းတယ်ဘာရဲ့ ယူရှိတော့ဘဘယူရှိတော့ကြာလေးနေပြီဟုတ်ကဲ့ပါဖွာသမီးရဲ့ရလားဖွာဖွာရတယ်ဖွာရလားရလားဖွာ你怎么那个米？就看面ငါသမီးရောပဲလေငါသမီးရောလားဟောဟဲသမီးတို့သမီးနားစေးတွေမှာစိုးလိုက်တာလား မဆိုးအမဟိုလေဟိုရှော်မဲတဲ့ရှော်ညိုတဲ့ရှော်လိုက်တာနဲ့ညိုပြီးရှော်လိုက်တာနဲ့မဲသွားတဲ့ဟာကြီးသမီးတို့ရှော်ပေးလိုက်မိရနေမှာပါဒုက္ခပါပဲဒီပုံစံနဲ့တော့ဘာလို့ဘုန်းကြီးအောင်မသွားရတော့ဘူးကွယ်အဖြူအောင်ရှိမလားမသိဘူးဖြူအောင်ရှာပြီးပြန်ဆိုးပေးရမလားပါအဲ့လောက်ထိတော့လဲမလိုပါဘူးသမီးရဲ့ထားလိုက်ပါတော့အဖတအားနှုတ်သွားသလိုပဲခဏနေအသက်80ကလေအခု30လောက်ပဲထင်ရတာဟာလေစပင်းအညိုရောင်လေးနဲ့တော့လိုက်တာတော့တားလာသွားတာတော့ဟိုတမီလက်သေးလေးညက်ပေးကြလို့ညက်ချင်ဘူးတော့လက်သေးစုပေးဟမ်ပြန်မယ်ကမယ်တကြံကမယ်ကမယ်ဟဲ့အကြီးတွေအိုခေါင်းလျှော်ပေးမယ်ဆိုလို့ငါမယူလွတ်လိုက်တာလေအမေစပင်းတွေဘလို့မဲကုန်တာတော့ဟိုကခေါင်းလျှော်တာယူရှိတော့ဟိုလျှော်မဲဟိုလျှော်ညိုအကြီးလို့ငါတငယ်ပြန်လို့မနဲ့ထိထားပါတယ်ဆိုလက်သေးနေရဘာလို့စိုးပေးလိုက်ပြန်တာတော့ဘာဆိုးချင်တာဆိုလို့နေ